အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကဗမာရောက်နေရလဲဆိုရင်ပေါ့နော်ဒါမြန်မာနိုင်ငံရဲ့ပြင်ဦးလွင်လို့ကလောတို့လိုမျိုးလေးမျိုးမှာရောက်နေရပါတော့ဒီမျိုးလေးရဆိုရင်ပေါ့နော်အင်္ဂလိပ်လက်ခတ်ကဒီနေရာဒီမှာအပူရှောင်ဖို့အတွက်ဒီရွေးချယ်ထားတဲ့မျိုးလေးလည်းဖြစ်ပါတယ်ပြီးတဲ့ခါကျတော့ဒီစစ်တပ်အခြေချရာမျိုးလေးဖြစ်ပါတယ်ပြီးတော့ဒီမျိုးကိုတောင်လက်ကားမျိုးလို့လည်းခေါ်ပါတယ်ဒီမျိုးကိုပေါ့နော်တောင်လေကားမျိုးလို့ခေါ်တဲ့အကြောင်းအရာတော့အခြားတော့မဟုတ်ပါဘူးဒီမျိုးမှာဒီလိုမျိုးပေါ့နော်လေကားတွေအများကြီးပဲတက်ရလို့ပါဟုတ်ကဲ့ပါကျွန်တော်ရောက်ရှိနေတဲ့နေရာကသူကအိန္ဒိယရဲ့မြောက်ပိုင်းမှာရှိတဲ့ဟိမလာယာတောင်ကျမျိုးတော်ဖြစ်တဲ့ရှင်မလာမြို့ဖြစ်ပါတယ်ခင်ဗျာဒီရှင်မလာကိုပေါ့နော်တောင်ပေါ်မြို့တော်တွေရဲ့ဘီရင်မလို့ခေါ်ကြပါတယ်ဒီရှင်မလာရောက်တဲ့ခါကျရင်မသွားမဖြစ်သွားမယ့်နေရာကတော့ဒီမော်ရုတ်ပဲဖြစ်ပါတယ်ဒီနေရာဆိုရင်ပေါ့နော်ဒါဘောလီဝုဒ်ဇာတ်ကားရဲ့ထဲမှာနာမည်ကြီးဆုံးဇာတ်ကားတစ်ခုဖြစ်တဲ့3 Idiot ရဲ့ရိုက်ကူးရနေရာတစ်ခုလည်းဖြစ်ပါတယ်ဒီမော်ရုတ်တစ်ခုလုံးကပေါ့နော်ကားဝင်လာလို့မရဘူးအဲ့ဒီခါကျတော့အေးချက်ချက်ဖြစ်တဲ့ဟွန်းတန်တွေပါလေမကြားဘူးပေါ့နော်ရှင်မလာမြို့မှာအကြိုက်ဆုံးတစ်ခုကတော့ဟွန်းတန်မကြားတာပဲအိန္ဒိယနိုင်ငံလုံးမှာဟွန်းတန်နေတဲ့စူညံပေမဲ့ဒီရှင်မလာမြို့မှာတော့ဟွန်းတန်ကင်းမဲ့နေပါတယ်ဒီမော်ရိုကနေ45မိနစ်တောင်တက်မယ်ဆိုရင်ဒီဂျာကူးတောင်ဆိုပြီးရရှိပါတယ်ဒီတောင်ပေါ်မှာဒီဟာနုမဲ့ရုပ်ထုနဲ့ဟိန္ဒူဘုရားကျောင်းတစ်ခုရှိပါတယ်ရှင်မလာမြို့တဲ့ခါကျရင်မဖြစ်မနေလာမယ့်နေရာဒီဂျာကူးတမ်ပယ်လည်းဖြစ်ပါတယ်သူရှင်မလာမြို့မှာပေါ့နော်အမြင့်ဆုံးတောင်ဖြစ်တဲ့ဂျာကူးတမ်ပယ်ဂျာကူးတောင်မှာသူကတည်ထားခဲ့တဲ့ဒီတမ်ပယ်ပေါ့နော်သူ့ကိုလာမယ်ဆိုရင်ဒီကေဘက်ကနေလာလို့ရတယ်လမ်းလျှောက်တက်မယ်ဆိုရင်တော့45မိနစ်တနာရီလောက်လမ်းလျှောက်တက်တာတယ်ပေါ်မှာပေါ့နော်ဒီဂျာကုတမ်ပယ်အပြင်သူကဟိန္ဒူဘာသာမှာအရန်ကိုနာမည်ကြီးရဲ့ပေါ့နော်ဟာနုမန်ရုပ်တုကြီးလည်းရှိပါတယ်ဒီဟာနုမန်ရုပ်တုကဆိုရင်ပေါ့နော်ဒီကဘာပေါ်မှာအမြင့်ဆုံးရုပ်တုတွေကတစ်ခုပဲဖြစ်ပါတယ်ဒီတောင်ပေါ်မှာရှိတဲ့မြောက်တရားပေါ့နော်တခြားမြောက်တွေနဲ့မတူဘူးသူကဟာနုမန်အာကုနဲ့လာမသိဘူးနည်းနည်းတော့ဆိုပါတယ်ကျွန်တော်ကဒီနေရာကိုပေါ့နော်ကေဘက်ကိုင်းတက်ခဲ့တာလမ်းလျှောက်တက်ပဲဆိုရင်သူကမိနစ်45မိနစ်တနာရီလောက်တော့ကြာနေပါတယ်ပြီးတော့နောက်ထပ်ရှင်မလာမှာနာမည်ကြီးတဲ့ activity ဆိုရင်ဒီ twine train ကိုစီးရတာပါသူကကဲကာကနေပြီးတော့ရှင်မလာကိုသွားတဲ့ခီးစဉ် view ကအရန်လာတဲ့တကြောင်မလို့သူကလက်မရဖို့တောင်ခက်ခဲတယ်ပေါ့နော်နှင်းကြတဲ့အချိန်တွေဆိုရင်ကျွန်တော်ကတော့မစီးခဲ့ရပါဘူးဘာလို့လဲဆိုတော့လက်မကလည်းမရှိဘူးနှင်းရလည်းမကြတဲ့အတွက်ကြောင့်မလို့ပါဒါကတော့အခုရရှိနေနေရတော့ရှင်မလာ British Resort ပေါ့နော်ဒီ hotel ရဲ့ဒီဈေးကလည်းအရန်မကြည့်ဘူးဒါပေမဲ့ service ကအရန်ရအောင်ကောင်းတယ်ပြီးတော့ဒီအစားအသောက်ကလည်းဈေးမကြီးဘူးပေါ့နော်တခုပဲသူကကြတော့မြို့ထဲနဲ့နည်းနည်းတော့လှမ်းတယ်ပေါ့မြို့ထဲကနေဒီလာမယ်ဆိုရင်ဒီအိန္ဒိယရူပီ900ပေးရတယ်900ဆိုနည်းနည်းတော့များတာပေါ့နော်အသွားပြဆိုအဲ့တော့မြို့ထဲတစ်ခေါက်သွားမယ်ဆိုရင်တော်တော်လေးတော့လှမ်းတယ်ပေါ့ဒါတော့အခန်းပုံစံပေါ့နော်အခန်းကတော့နည်းနည်းလေးရှုပ်ပွားနေတယ်အခုချက်ကောက်လို့တော့မှဆိုလေတဒါရေချိုးကနေအင်တာပါရေပူရေအေးလည်းရပါတယ်ပြီးတော့ဒီမှာ heater လည်းရှိပါတယ်ကဲရှင်မလာမြို့ခီးစဉ်ကတော့ဒီမှာပဲပြီးဆုံးသွားပြီပဲဖြစ်ပါတယ်အခုကနောက်တစ်မျိုးတစ်မျိုးကိုသွားတော့မှာပါเนาะအဲ့တော့ဘတ်စကားကစ်ကိုရောက်နေပါတယ်နောက်ဗီဒီယိုမှာနောက်တစ်မျိုးမှာပြန်လည်ဆုံတွေ့ပါမယ်အဆုံးထိကြည့်ပြီးတဲ့ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်